ချို့တိရစ္ဆာန်တွေကအလွန်အညိုအသေးထားတတ်ကြပါတယ်။ဥပမာအဖြစ်တင်ကကြီးကန်းတကောင်ကိုကျိန်းမောင်းလိုက်ပါကသူကတင်းရဲ့မျက်နှာကိုမှတ်မိပြီးအညိုအသေးထားမှဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကြီးကန်းတွေကအရန်ကိုပဲဆက်ဆက်ရေးမှာကောင်းမွန်တဲ့တိရစ္ဆာန်တွေဖြစ်တာကြောင့်မလို့ပါ။သူတို့ကအဲ့အချက်လက်တွေကိုပြန့်ပွားစေပြီးအဲ့အညိုးတွေကိုမျိုးဆက်တွေစီကိုထပ်ပြီးလက်ဆင့်ကမ်းနိုင်တာကြောင့်တင့်ကိုကြီးကန်းလောကရဲ့ပြစ်မှုကျူးလွန်သူလို့ဖြစ်လာစေမှာဖြစ်ပါတယ်။တင့်ကိုတွေ့တိုင်းသူတို့ကအော်ဟစ်တန်နေနဲ့တောင်ပန်တွေကိုပြင်းပြင်းထန်ထန်ခတ်ချင်လို့ဖြင့်တင့်ကိုချင်းချောက်မှာဖြစ်ပါတယ်။အုပ်စုဖွဲ့ပြီးတော့မှတိုက်ခိုက်နိုင်ပြီးတော့နှစ်ပေါင်းကြာရှည်တဲ့အထိသူတို့ရဲ့မှတ်ဉာဏ်ထဲမှာဆက်လက်ရှိနေမှာပါ။တိရစ္ဆာန်တွေကအညိုအသေးရှိအောင်သာမကကျေးဇူးတရားကိုလည်းပြန်ဆက်တတ်ကြပါတယ်။တစ်ချိန်ကအမျိုးသားတစ်ယောက်ကနွားမတစ်ကောင်ဝယ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ခွေးတွေကညတိုင်းအတန်ကြည်ကျင်နဲ့ဟောက်နေတာကိုသူသတိထားမိပါတယ်။တိလိုတဲ့စိတ်ကြောင့်မလို့ကင်မရာတက်ဆင်ပြီးရဲ့နောက်မှာမြင်ရတဲ့မြင်ကွင်းကသူ့ကိုအံ့အားတင့်စေပါတယ်။ညတိုင်းကြက်တစ်တကောင်ကအဲ့နွားမစီကိုလာပြီးတော့နွားမရဲ့အနီးနားမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့ဝတ်နေလေးရှိပါတယ်။သူကနွားမရဲ့ပိုင်ရှင်အဟောင်းကိုမေးမြန်းတဲ့အခါမှာတော့မယုံနိုင်စရာဇက်လန်တစ်ပုဒ်ကိုသိလိုက်ရပါတယ်။လွန်ခဲ့တဲ့နှစ်နှင်းငယ်ကဒီကျတစ်ရဲ့မိခင်ကသူ့ရဲ့ကလေးတွေအသက်ရက်20ပဲရှိတဲ့အချိန်မှာတေဆုံးသွားခဲ့ပြီးတော့ဒီနွားမကပဲသူ့ရဲ့နှုတ်နဲ့ကျတစ်ကလေးကိုတိုက်ပြီးတော့ကယ်တင်ခဲ့တာပါ။ဒီကျတစ်ကလေးရွယ်ရောက်လာတဲ့အခါမှာတော်တဲကိုပြန်လွတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီနွားမရဲ့ကျေးဇူးကိုဘယ်တော့မှမမေးခဲ့ပါဘူး။ဒါကြောင့်ဒီအရွယ်ရောက်ပြီးတဲ့ကျတစ်ကညတိုင်းနွားမစီကိုလာခဲ့တာဖြစ်ပါတယ်။နွားမကိုသူ့ရဲ့မိခင်အရင်လိုသဘောထားခဲ့တာလည်းဖြစ်ပါတယ်။ကဲတင်လဲကြီးကန်းတွေကိုတော့မစားမိပါစေနဲ့နော်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။